Rainbow Six Mobile မှာ run ကစားမယ်ဆို Best of 5 ကစားရပါမယ်အသက် round နဲ့တစ်ဖက် round ကြာရတလဲစီစားသွားရပါမယ်အသက် round ဆော့ရရင်ကိုယ့်ရဲ့ team မှာဘုံ diffuser တယောက်ရှိပါမယ်ဘုံ diffuser ရှိတဲ့သူအနေနဲ့ enemy ရဲ့ဘုံ area မှာတွားရောက်တက်ဆင်ပေးရပါမယ်ဝဲရဲ့တတ်မှတ်ထားတဲ့အချိန်မကုန်ခင်ဘုံ area ကိုဝင်ပြီးတက်ဆင်ရပါမယ်တက်ဆင်မှုပြုလုပ်တဲ့အခါအချိန်44စက္ကန့်စတင်ပြီးဖြစ်ပါမယ်ဘုံ diffuser ရှိတဲ့သူကကိုယ့်ရဲ့ teammate ကိုလွှဲပြောင်းပေးလို့ရပါတယ်ဘုံ diffuser ရှိတဲ့သူပြေးခံလိုက်ရရင်အနားမှာ diffuser ဘုံကျနေပါလိမ့်မယ်ကိုယ့်ရဲ့ team ကဒါကိုပြန်ကောက်ပေးရပါမယ်ပွဲချိန်စက္ကန့်ပိုင်းလောက်ကြာရင်တော့ diffuser activate လုပ်နေချိန်တွင်အချိန်0စက္ကန့်ရောက်သွားရင်0စက္ကန့်မှာအချိန်ရက်နေပြီး diffuser activate ပြီးအောင်စောက်ပါတယ်ပြီးရင် activate တိုင်းမှာပြန်လည်စတင်ပါတယ်အတကားတွေနဲ့နိုင်ဖို့အတွက်ဆိုရင် enemy ရဲ့ threat တွေကို view ဆက်ကစားရပါမယ် enemy တစ်ဖွဲ့လုံး gain နိုင်ရင်နိုင်ပါတယ်ကိုယ့်ရဲ့တင်အကုန်ကျသွားရင်တော့ဘုံ diffuser activate လုပ်ထားပြီး enemy က disable မလုပ်နိုင်ခဲ့ရင်လုပ်ဖို့အရှိန်ကြီးတော့ရင်လည်းနိုင်ပါတယ်တစ်ဖက် round မှာ enemy ဘုံ area တွေဝင်ရောက်မလာနိုင်အောင်ရန်တွေကိုတန်တန်တက်ဆင်တာတကားပေါင်းနဲ့ပင်ပေါက်တွေမှာ barricade ကာတာ trap စင်တာတွေလုပ်ပြီး enemy ကိုခုခံတိုက်ခိုက်ရပါမယ်တဖက်သားအနေနဲ့နေရန်တွေကိုတတိထားဖို့လိုပါတယ်တစ်သားနေရန်တွေကပြစ်ခတ်နိုင်လို့ပါတန်နေရန်တွေကလည်း enemy team ကတချို့ operator တွေရဲ့ ability တွေနဲ့ပျက်စီးနိုင်ပါတယ်အစာအုပ်တွေမှာမြင်းကြီးထက် 1F အပေါ်ထက် 2F မြောက်ခန်း basement B တို့ဖြစ်ပြပေးပါတယ်ကိုယ့်ရဲ့ဘုံ area ရှိတဲ့ပုံမူတည်ပြီးအပေါ်ထက်အောက်ထက်ဝင်ထွက်လို့ရတဲ့နေရာတွေနဲ့တစ်သားချမင်းတွေကိုလည်းတည်ထားရပါမယ်အပေါ်ဆုံးထပ်မှာရှိနေမယ်ဆိုရင်လည်းတိုင်မိုးပေါ်တွေတည်ထားသင့်ပါတယ်တဖန်သားတွေနဲ့နိုင်ဖို့အတွက်ဆို enemy team ကိုခုခံတိုက်ခိုက်ပြီး enemy ကိုကိန်းနိုင်ရင်နိုင်ပါတယ် enemy ရဲ့ဘုံ diffuse activate ကို disable လုပ်နိုင်ရင်လည်းနိုင်ပါမယ် disable လုပ်ချိန်က10စက္ကန့်ကြာတာမလို့10စက္ကန့်အောက်ပွဲချိန်မရောက်ခင်ပိတ်ဖို့လိုပါတယ် enemy ကြံရှိနေရင်တော့ enemy ရဲ့ဘုံ diffuse activate ကို disable လုပ်နိုင်ခဲ့ရင်လည်းနိုင်ပြီး enemy အားလုံးကိန်းနိုင်ရင်တော့ enemy ရဲ့ဘုံ diffuse activate ကို disable လုပ်ဖို့အချိန်မလောက်ရင်လည်းချုံပါတယ်တဖန်သားအနေနဲ့အစာအုပ်ပြင်ကိုတွားရောက်မယ်ဆိုရင်ကိုယ့်ရဲ့ဒီနေရာကို enemy team တစ်ခုလုံးကတရှိသွားနိုင်တာကြောင့်ဘလိုအပ်ပဲအစာအုပ်ပြင်ကိုတွားရောက်ခြင်းမလုပ်သင့်ပါဘူးအရင်ဗီဒီယိုမှာ drone တွေရဲ့အလုပ်လုပ်ပုံတွေအကြောင်းကိုပြောပြပေးထားပါတယ်နောက်ဗီဒီယိုလေးမှာလည်း operator တွေရဲ့အကြောင်းပြောပြပေးထားပါမယ်